မက္ကဆီကိုဂိုးပေါင်း60ကျော်အပြည့်ဖြစ်ပြီးသူကသာဂိုးစစ်ဆိုတာပြသလိုက်တယ်ရိုနယ်ဒိုပရိသတ်များမင်္ဂလာများရွှေရောအိုင်ဘက်ခွန်ရှိကိုအွန်လိုင်းအချင်းကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါတယ်NSR ကတော့စေကြီးရိုနယ်ဒိုရဲ့လမ်းစာသွင်းကုန်တွေနဲ့အတူ Sorry Pro League 10ပွဲဆက်နိုင်ပွဲကိုပုံဖော်နိုင်ခဲ့ပြီးဖြစ်ပါတယ်ဒါ NSR တို့ဒီယာဒီ Sorry League မှာ10ပွဲကစားပွဲတိုင်းနိုင်ထားပြီးအမှတ်ပေးရှားထိတ်ကနေပြပြတသားဥဆောင်ထားနိုင်တာလည်းဖြစ်ပါတယ်ညအပွဲမှာ NSR ကတန်းစင်းဆောင်ကအက်ကွာဒေါနဲ့ရင်ဆိုင်ခဲ့ရပြီးအသင်းရဲ့ပြောင်ပြောင်းတဲ့တိုက်စစ်စွမ်းရည်ကိုပြသနိုင်ခဲ့တာဖြစ်ပါတယ်ပွဲအစမှာအပြန်အလှန်ရှိခဲ့ပေမဲ့နောက်ပိုင်းမှာတော့ NSR အသင်းကပွဲကိုစီမိုပြီးကစားသွားခဲ့တာပါမိနစ်30ကျော်မှာ NSR အသင်းကတောက်ကံပေါ်ရရှိခဲ့ပြီးရာအိုဖီလီရဲ့ကန်တင်ပေးမှုကိုဂိုးမတ်စ်ကခေါင်းတက်ရာကနေလမ်းချောင်းပြောင်းလာတာကိုရိုနယ်ဒိုကဂိုးဖြင့်ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်ပရိုင်မီကန်ဒီနာချင်းချင်းဝ3မိနစ်မှာ NSR အသင်းကဒုတိယကိုထပ်မံရရှိခဲ့ပါတယ်ကွင်းလေလိုမာဆယ်လိုဘရိုဆိုပစ်ကအေရီယာအတွင်းကိုဆွဲဝင်လာပြီးဖန်နီးပေးမှုကိုရိုနယ်ဒိုကပပနဲ့အဆုံးသတ်ခဲ့တာဖြစ်ပါတယ်ဒါရိုနယ်ဒိုအတွက်ကစားသမားဘွား956ဂိုးမြောက်ဂိုးဖြစ်လာခဲ့ပြီးပြိုင်မဲ့လီယိုနယ်မက်ဆီထက်ဂိုးပေါင်း60ပုံမသွင်းယူထားနိုင်တာဖြစ်ပါတယ်။ဒုတိယပိုင်းမှာလည်း NSR ကပဲပွဲကိုစိုးမိုးထားခဲ့ပြီး Kingsley Coman ရဲ့ကန်ကျဲတိုင်ထိခဲ့တာကနှမျောစရာပါ။66မိနစ်မှာ Ronaldo ဟာ hat-trick ဂိုးကိုသွင်းယူနိုင်ခဲ့ပေမဲ့ဂိုးဖန်နီးပေးခဲ့တဲ့ Sultan Alcanan ကလူကြုံနေခဲ့တာကြောင့်ပယ်ဖျက်ခံလိုက်ရတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ပွဲပြီးကန်ဒီနာချင်းချင်းပေါ်မှာ Felix ကတတိယကိုသွင်းယူပေးခဲ့ပြီး NSR တို့10ပွဲဆက်လိနိုင်ပွဲကိုပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။ NSR Ronaldo စားရောက်တဲ့2023ခုနှစ်ကရှင်ဒီနှစ်မှာအများကြီးပိုကောင်းလာခဲ့ပြီးအသင်းလိုက်ကစားပုံကပိုပြီးတော့တိုးတက်လာခဲ့တာကိုမြင်နိုင်ပါပါ2023ခုနှစ်တုန်းက NSR Rero ရဲ့တူးချင်းစွမ်းဆောင်ရပေါ်များစွာမိခိုခဲ့ရပေမဲ့အခု2025မှာတော့နီးပြာမြောက်စီးနစ်တကျကစားလာတတ်တဲ့အသင်းအဖြစ်ပြောင်းလဲလာတဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်အထူးသဖြင့်ဖေးလေကိုပန်းတို့လိုကစားသမားမျိုးတွေရောက်ရှိလာတာဟာ Rero ကိုပို့ပြီးတော့ကစားတတ်တာလာစေခဲ့ပါတယ် Rero ရဲ့လက်ရှိကစားသမားဘဝရီမန်းချက်ကဂိုးတစ်ထောင်ပြေးဖို့ဆိုတာဖုံးကွယ်ထားစရာမလိုပါဘူးလက်ရှိမှာ Rero ဟာသွင်းဂိုးပေါင်း956ဂိုးထိရောက်ရှိနေပြီဖြစ်ပြီးကြည့်ရတာ2026ဒီလိုအချိန်မှာဂိုးတစ်ထောင်ပြည့်နေမယ်ဆိုတာမဟုတ်ချပါပဲ။ဆေးရီရိုနယ်ဒိုရဲ့အောင်မြင်မှုနောက်ကွယ်မှာသူ့ရဲ့ပြင်းပြတဲ့စိတ်ခံစားချက်နဲ့စ조사အားထုတ်မှုတွေရှိနေတာပါ။ဥပမာ2024ခုနှစ်စောပိုင်းပွဲစဉ်တစ်ခုမှာသူ့ရဲ့ဂိုးကို VAR မှာလူဂျိုမောပြင်သတ်မှတ်ချိန် Orange against me Orange cancel my goal လို့ကင်မရာကိုအော်ဟစ်ကာစိတ်ပြတ်မှုကိုဖော်ပြခဲ့ပူပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ရေဒိုဟာအစောပါစိတ်ပြတ်မှုတွေကိုသွင်းခိုးတွေရယူခြင်းမျက်နှာတုံ့ပြန်နေတာကိုမြင်တွေ့ခဲ့ရပါတယ်။ရေဒိုကိုအများကကစားမဘွားနေဝင်ချိန်ကိုရောက်နေပြီလို့ထင်မြင်ကြပေမဲ့ကွင်းတွင်းစွမ်းဆောင်ရည်တွေကတော့ဒီလိုမဟုတ်သေးဘူးဆိုတာတက်တည်ပြနေတာပဲဖြစ်ပါတယ်။ Red ရဲ့သွင်းကုန်တစ်ထောင်ပြေးမှန်းနိုင်ဘယ်တော့မှရောက်မလဲဆိုတာကတော့စိတ်ဝင်စားဖွယ်ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။